တာပါတယ်အားလုံးကိုခုလိုပျော်ရွှင်ရွှင်ချင်းချင်းမှတွေ့ရတာဖျားခင်ရဲ့ဆောက်ရှောက်ခြင်းလို့လည်းအမှန်တူကြည့်ပါတယ်အဲ့ဒီကြောင့်အမတို့ဒီနေ့ဒီချိန်လေးမှာတွေ့ရတာအများနဲ့အမှတ်ကြရတယ်နဲ့အမကဝမ်းသာဖြစ်ရှင်နေမှာပါလို့ပြောချင်ပါတယ်ဒါတော့အလုံးတကားကျွန်တော်တို့ကမျက်မမြင်ဖြစ်တော့အတန်ပဲကျွန်တော်တို့ကအဓိကနားထောင်ကြတာပေါ့လေဒါပေမဲ့အတန်ပဲမဟုတ်ဘူးမျက်မမြင်ဒီဘောလုံးပွဲကြည့်တဲ့သူတွေအများကြီးပဲဘောလုံးပွဲနားထောင်ကြတာပေါ့နော်နားထောင်ကြတယ်နောက်ဒီမှာမိုးဟီဘူလာမယ်လို့ပြောတဲ့အခါမှာကလေးတွေကပြောတယ်သူ့အရက်က9ပေ10လက်မှရှိတယ်နော်တဲ့ဒါကအဲ့လိုသိထားတယ်ပြောပါတယ်ပြောချင်တာအားပေးလျက်ရှိနေပါတယ်ဆိုတဲ့အကြောင်းလေးကိုပေါ်ပြရင်လည်းဆက်လက်ပြီးတော့မှကျွန်တော်တို့အသက်ရဲ့နော် bass guitar သမားတူဖြစ်တဲ့ကိုမောင်တန်းကနေပြီးတော့မှလည်းပဲတချင်းလေးတစ်ပုဒ်အပြင်မြစ်တာတုံ့ပြန်လုပ်ပါတယ်